သာသနာမောင်ထဲမှာနေထိုင်လျက်နဲ့ရှုံမာတဲ့အလုပ်တွေကိုလုပ်မိရင်တော့မကြခင်မှာပဲအဲ့ဒီကံတရားရဲ့အကျိုးကိုခံစားရမှာပဲအထူးသဖြင့်လူအများရှိမှစော်ကားမော်ကားလုပ်ခဲ့ရင်တော့အဲ့ဒီဝတ်ကြွေးဟာလက်ငင်းကိုလိုက်လာတတ်တာမျိုးပေါ့ဖိုးရှမ်းနဲ့ဖိုးချုံဆိုတဲ့ညီကိုမုတ်ဆိုးနှစ်ယောက်ဟာတောင်ပေါ်ကဖျားကြောင်ပြက်တစ်ခုမှာရွှေတွေဝတ်ထားတယ်ဆိုတဲ့သတင်းကိုကြားခဲ့ကြတယ်သူတို့ကဆင်းရဲကြသလိုနေမကောင်းဖြစ်နေတဲ့ဖခင်ဖြစ်သူကိုဆေးကုဖို့ငွေလိုနေရကြောင်းအဲ့ဒီကြောင်ပြက်ကရွှေတွေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ကြတာပေါ့ရွာကိုရောက်တဲ့အခါမှာတော့လမ်းပြပေးနိုင်မဲ့သူကိုလိုက်ရှာနေတော့အဖိုးကိုတယောက်ကသူတို့စီကိုရှောက်လာပြီးနှုတ်ဆက်ပါတယ်ဘယ်ကနေလာကြရလဲမောင်ရင်တို့ဒီကိုအလဲလာတာလားဒါမှမဟုတ်ပစ္စည်းလာဝယ်တာလားအဖိုးစီမှာရောင်းစရာဟင်းသီးဟင်းရွက်တီရှိတယ်နော်ကျွန်တော်တို့ကရွှေတွေဝတ်ထားတယ်ဆိုတော့ဟိုးတောင်ပေါ်ကကြောင်ပြက်ကိုသွားမလို့ပါအဲ့ဒီကိုသွားမဲ့လမ်းကိုသိချင်လို့ပါအဖိုးဟေးတောင်ပေါ်ကကြောင်ပြက်ကိုရွှေသွားရှာမလို့လားမောင်ရင်တို့ကတကယ်ပဲသွားချင်ကြရလားတကယ်ပေါ့အဖိုးရအဖိုးလမ်းလေးများသိရင်ပြောပြပေးပါဗျာအဲ့ဒါဆိုရင်တော့အဖိုးအိမ်ကိုအရင်လိုက်ခဲ့ကြပါအောင်အဖိုးအိုဟာဖိုးရှမ်းနဲ့ဖိုးချုံကိုသူ့အိမ်ကိုခေါ်သွားပြီးကိုပြစ်ပေါ်မှာထိုင်ခိုင်းပါတယ်အိမ်နောက်တတိပေးစကားပြောပါတော့တယ်မောင်ရင်တို့တကယ်ပဲသွားကြမှာလားအဲ့ဒီကိုသွားတဲ့သူဘယ်သူမှပြန်မလာဘူးဆိုတာသိကြရဲ့လားသိပါတယ်အဖိုးဒါပေမဲ့ကျွန်တော်တို့ကမကြောက်ပါဘူးကျွန်တော်တို့မှလည်းအတတ်ပညာတွေရှိပါတယ်အတတ်ပညာရှိတိုင်းအရာရာကိုအနိုင်မယူနိုင်ဘူးကွအဲ့ဒီကြောင့်မှဦးစင်းစလုံးဆိုတဲ့ပိတ်တာကြီးရွှေဆောက်နေတာမောင်ရင်တို့မသိကြဘူးလားအဖိုးအိုကအတိတ်ကဦးစင်းစလုံးဆိုတဲ့အကြောင်းကိုစတင်ပြောပြပါတော့တယ်ဦးစင်းစလုံးဆိုတာအရင်ကတင်ငန်းဝတ်ထားပေမဲ့တီလာမဆောက်မဲမိမကိစ္စတွေရှုပ်ပွေတာရိုင်းရိုင်းဆန်းဆန်းပြောဆိုတတ်တဲ့ဖုန်းကြီးတစ်ပါးကွဟေးဘာတွေလာကြည့်နေကြရလဲငါဘာသာပြောနေတာမင်းတို့နဲ့ဘာဆိုင်လို့လဲကိုဘာသာပြောအောင်နေတာဘာမှလို့လဲလာမကြည့်ကြနဲ့သွားဦးစင်းစလုံးကရွာသားတွေကိုဟိန်းဟောက်လေးရှိပါတယ်ရွာသားတွေကစိတ်ကုန်ပြီးတော့ကျောင်းကနေနေထုတ်ဖို့လုပ်တဲ့ခါမှာလဲဦးစင်းစလုံးကရွာသားတွေကိုအောက်လန်းကြီးနဲ့ပြုတ်စားပြစ်မယ်ဆိုပြီးချိန်ချောက်တတ်သေးတယ်ဗျစူညာလိုက်တာဗျာနေလေနေခင်းတော့ကောင်းကောင်းအိတ်လို့မရဘူးမင်းတို့ငါ့ကိုနှင်ထုတ်ရင်အားလုံးကိုအောက်လန်းကြီးနဲ့ပြုတ်စားပြီးဘိုက်ဖောင်းတေအောင်လုပ်ပြမယ်မှတ်ထားရွာသားတွေလည်းမခံနိုင်တော့ပဲဦးစင်းစလုံးဝိုင်းချိန်ဆဲကြပြီးခဲတွေနဲ့ပြစ်ပေါက်ကြပါရောကျန်တဲ့ဘုံကြီးတွေလည်းဦးစင်းစလုံးရဲ့အပြုမှုမခံနိုင်လို့တခြားเจ้าတွေကိုပြောင်းကုန်ကြတယ်နောက်ဆုံးမှာတော့ဦးစင်းစလုံးကအဆာနာမရှိပျောက်ကွယ်သွားခဲ့တာပေါ့အောက်လန်းတက်ပညာတွေကိုအလွန်ကြုံသုံးဆွဲပြီးရုံမာခဲ့တာကြောင့်နောက်ဆုံးမှာပိတ်တာကြီးဖြစ်သွားတယ်လို့သတင်းကြီးခဲ့တယ်အဲ့ဒီဖြစ်ပျက်ကိုသိလျက်နဲ့မောင်ရင်တို့ကသွားအောင်မလားအဲ့ဒီနေရာရွာသားတွေထဲမှာအဖိုးလည်းပါခဲ့တာကန်နေကပြင်းထန်လို့နှစ်ပေါင်းများစွာကြောင်းအဲ့ဒီเจ้าမှာရွှေဆောက်နဲ့ပိတ်တာကြီးဖြစ်နေရတာအခုထိပဲကျွန်တော်တို့မကြောက်ပါဘူးကျွန်တော်တို့နှစ်ယောက်ပေါင်းရင်အဲ့ဒီပိတ်တာကိုအနိုင်ယူနိုင်မှာပါအဖိုးရဲ့ကျွန်တော်တို့ဖခင်ကိုစေကူဖို့တကယ်ငွေလိုနေလို့ပါအဖိုးရဲ့လမ်းညွှန်ပေးပါဗျာနောက်ဆုံးမှာတော့အဖိုးကိုလည်းမတားတာတော့ပဲရွှေတွေရှိတဲ့ကျောင်းပြက်စီကိုသွားမဲ့လမ်းကိုဖိုးရှမ်းနဲ့ဖိုးချုံတို့ကိုပြောပြလိုက်ပါတော့တယ်ဖိုးရှမ်းနဲ့ဖိုးချုံတို့ညီကိုနှစ်ယောက်ဟာအချိန်မဆွဲတော့ဘဲနဲ့လမ်းညွှန်ချက်တိုင်းပဲတောင်ပေါ်တက်လာခဲ့ကြတာတကယ်ပဲတောနက်တွေကကျောင်းပြက်ကြီးကိုတွေးလိုက်ရတယ်ခရီးပန်းလာတာတကြောင်ညကလည်းနဲ့နေပြီဖြစ်တာကြောင့်သူတို့ကကျောင်းပြက်နီးရတစ်ပင်တွေမှာပကတ်စင်ပြီးအနားယူဖို့ဆုံးဖြတ်လိုက်ကြတယ်ငါထင်းသွားရှာပြီးမီးမွေးလိုက်အောင်ပဲမင်းကတော့ပကတ်တွေအစင်သင်းဖြစ်အောင်လုပ်ထားလိုက်တော့ပင်မလို့သူတို့နှစ်ယောက်ကပကတ်ပေါ်မှာနှိမ့်ချက်ချက်အိပ်ပျော်သွားကြတယ်တောကောင်ဟိန်းတန်နေနဲ့ဗစင်းရင်ွယ်အော်တန်ဒီကြားမှာသူတို့မသိလိုက်တာကတော့ပိတ်တာဘုံကြီးဦးစင်းစလုံးကသူပိုင်ဆိုင်ခဲ့တဲ့ရွှေတွေတခိုးလာခိုးတာကိုနှိမ်နေမှုအမောင်တွေကနေထွက်လာနေပြီဆိုတာပါပဲဦးစင်းစလုံးကလူဘဝတော်ကမိန်းမတွေကိုလဲစားပြီးရွှေတွေကိုသိမ့်ပိုက်ခဲ့တဲ့ပုဂ္ဂိုလ်ဗျအခုတော့အဲ့ဒီရွှေတွေကိုအညိုတကြီးနဲ့စောင့်ရှောက်နေတာပေါ့သူဟာဖိုးရှမ်းရဲ့အသက်ကိုနှုတ်ယူဖို့ဝုန်းကနေပြန်ဝင်လာပေမဲ့အတတ်ပညာရှိတဲ့ဖိုးရှမ်းကနိုးကြားနေပြီးအချိန်မီရှောင်လိုက်နိုင်တယ်သူကအိတ်ထဲကနေအန်ဒီရဲ့ကင်းစင်မဲ့ဆန်စပါးတွေကိုယူပြီးမန်နယ်တွေရွတ်ဆိုပြီးပြစ်ပေါက်လိုက်ပါတယ်အဲ့ဒီခါမှာတော့ပိတ်တာကြီးဟာနာကျင်လုံးလို့တတော်လုံးဟိန်းနေအောင်អော်ပါလေရောအနားမှာရှိတဲ့ဖိုးချုံကလည်းအခွင့်ကောင်းအောင်စောင့်ပြီးသူ့ရဲ့မန်နယ်တွေမန်းမှုတ်ထားတဲ့ဓမြောင်နဲ့ပိတ်တာကြီးရဲ့ကြောကုံထိုးဖို့လုပ်လိုက်တယ်ဗျဒါပေမဲ့ပိတ်တာကြီးကလည်းမခေပါဘူးဓာတ်ကိုပုတ်ထုတ်လိုက်ပြီးဖိုးချုံရဲ့လေပင်ကိုအားနဲ့ညစ်ကအပေါ်မြောက်တင်လိုက်ပါတော့တယ်သူညီအန်ဒီရဲ့တွေ့နေတာမြင်တော့ဖိုးရှမ်းရဂါထာတွေကိုအော်ရွတ်ပြီးမန်နယ်ကွင်းတစ်ခုကိုလှုပ်လိုက်တဲ့အခါအဲ့ဒီစီရင်ပိတ်တာကြီးရဲ့ကိုလုံးကိုရစ်ဖက်သွားတာကြောင့်ဖိုးချုံကိုလှုပ်ပေးလိုက်ရတယ်ဗျညီကိုနှစ်ယောက်ကပိတ်တာကြီးကိုထုတ်တီးဖို့ဂါထာတွေကိုအပြိုင်ဆိုင်ရွတ်ဖက်ကြပေမဲ့ဦးစင်းစလုံးရဲ့အစွမ်းကသူတို့ထင်တာအထက်ပိုကြီးနေတယ်ပိတ်တာကြီးကမန်နယ်ကွင်းကိုယုံထားလိုက်ပြီးဖိုးချုံရဲ့ကြောပေါ်ခုံတက်ကအရှင်လက်လက်စားဖို့စူးစမ်းပြန်ပါတယ်အဲဒီမှာတင်ဖိုးရှမ်းကသူ့ရဲ့အစွမ်းထလာတဲ့ဓာတ်ကိုထုတ်ပြီးပိတ်တာကြီးရဲ့ကိုယ်ပေါ်မှာဒဏ်ရာကြီးကြီးမားမားရအောင်ထိုးလိုက်တာကြောင့်ပိတ်တာကြီးကနောက်ကိုလွတ်ထွက်သွားပါတော့တယ်ဒဏ်ရာရသွားပေမဲ့ပိတ်တာကြီးရဲ့အညိုကတော့မကုန်သေးပါဘူးသူကနောက်တစ်ချိန်ထပ်ပြီးပြန်ဝဲလာတဲ့ချိန်မှာတော့ဖိုးရှမ်းကသူ့ရဲ့ဓမြောင်ကိုအားနဲ့လွှဲပစ်လိုက်တာပိတ်တာကြီးရဲ့ရင်ညွတ်တက်တဲ့ကိုစိုက်ဝင်သွားပြီးမြေပြင်ပေါ်ဝုန်းကနေပြိုးကျသွားပါလေရော
ပိတ်တာကြီးအားနေသွားတဲ့အချိန်မှာတော့ညီကိုနှစ်ယောက်ကသူ့ရှေ့မှာမန်တန်တွေကိုစက်တိုက်ရွတ်ဖက်ပြီးဝင်းကြီးကိုအပိသက်ချုပ်နိုင်မှုပြင်ဆင်ကြပါတော့တယ်။ဖိုးရှမ်းနဲ့ဖိုးချုံတို့ညီကိုနှစ်ယောက်ဟာသူတို့ရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့အစင်းမြင့်အောက်လန်းပညာရေးကိုထုံထုံလိုက်ပါတော့တယ်။အဲ့ဒါကတော့ကိုပါဝင်းကြီးကိုခေါ်ထုတ်ပြီးတိုက်ခိုက်လိုက်တာပါပဲ။ဖိုးရှမ်းနဲ့ဖိုးချုံတို့ရဲ့ပုံစံတိုင်းဝင်းကြီးနှကောင်ပေါ်လာပြီးပိတ်တာဖုံးကြီးဦးစင်းစလုံးရဲ့လက်နက်ဘက်ကိုအတင်းချုပ်ကင်ထားလိုက်တယ်ဗျ။ဦးစင်းစလုံးရဲ့နာကျန်စွာအော်ဟစ်တန်တွေကကိုနှစ်ယောက်ရဲ့ဂါထာရွတ်တန်တွေကိုမတားဆီးနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ပိတ်တာကြီးရဲ့ခန္ဓာကိုယ်တပြေးပြေးပျောက်ကွယ်သွားပြီးပြာဖြစ်လွင့်စင်သွားပါတော့တယ်။သူတို့ဘလောက်တောင်အချိန်ပေးလိုက်ရတယ်လဲမသိပါဘူး။အာယုံဦးအလင်းအောင်ရောက်လာတော့မှကျောင်းမြတ်ကြီးရဲ့အပြည့်စီတွေအောက်မှာဘယ်သူမှမတွေ့ဘူးသေးတဲ့ရွှေတွေကိုတွေ့လိုက်ရတယ်။ညီကိုနှစ်ယောက်ကအောင်မြင်သွားပြီဆိုတဲ့အတိတ်ပဲနဲ့တယောက်ကိုတယောက်ပြုံးပြီးခေါင်းညိတ်ပြလိုက်ကြတယ်။ရွှေတွေအများကြီးတွေ့ပေမဲ့ဖိုးရှဲနဲ့ဖိုးချုံတို့ကလောဘမတက်ခဲ့ကြပါဘူး။သူတို့ကရွာသားတွေကိုရွှေတွေဝေပေးခဲ့တယ်လို့သူတို့အတွက်တော့ဖခင်ဖြစ်သူကိုစေကူဖို့လိုအပ်တဲ့ပမာလောက်ပဲယူခဲ့ကြပါတယ်။ဒီနေရာကိုဝိညာဉ်ဆိုရင်ကတင်ပေးုံနေမကပဲရွာသားတွေကကူညီပေးကြလို့ကျေးဇူးတင်ပါတယ်မောင်ရင်တို့ရဲ့ဖိုးကိုလည်းကျေးဇူးတင်ပါတယ်ဗျာအဖိုးသာလမ်းမညွှန်ရင်ကျွန်တော်တို့လည်းအောင်မြင်နိုင်မှာမဟုတ်ပါဘူးရွှေတွေကအများကြီးဆိုတော့အောင်လုံးခွဲဝေသုံးဆွဲကြတာပေါ့အဖိုးလည်းကျန်းကျန်းမာမာနေပါအောင်ကျွန်တော်တို့ရွာကိုပြန်มาတော့မယ်အေးကွယ်ကောင်းမှုလုပ်ရင်ကောင်းကျိုးရစမြဲပါပဲစိတ်စေတနာကောင်းရင်ဘယ်နေရာရောက်ရောက်ကောင်းတာတွေပဲကြုံရမှာပါမောင်ရင်တို့လည်းသွားလိုက်ရမှာကျမ်းမာချမ်းသာကြပါစေကွယ်ကျေးဇူးတင်ပါတယ်အဖိုးကျွန်တော်တို့သွားလိုက်ပါအောင်မယ်နော်အခုလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်